CV ဖောင်ကိုဒီမှာကိုယ်တိုင်ဘယ်လိုရေးရမလဲဆိုတာပြပေးတော့မှာဖြစ်တယ်နော်Canva ထဲဝင်ပြီးမှ CV ဖောင်ဆိုမှရိုက်လိုက်ပါမယ်ဒီဇိုင်းနဲ့အများကြီးကြာလာမယ်နော်အဲ့ထဲမှာကိုယ်နဲ့အဆင်ပြေတဲ့ဒီဇိုင်းလေးကိုရွေးလိုက်ပါနော်အဆင်ပြေတဲ့ဒီဇိုင်းလေးရွေးပြီးပြီဆိုရင်ကိုမှစလုံးနေရာမှာလေကိုရေးချင်တာလေးတွေကိုအစားထိုးပြီးတော့ရေးလိုက်ပါမယ်မြန်မာလိုရေးချင်လည်းရရနော်ကိုယ့်ဘာကိုမြန်မာလိုဖြည့်ချင်လည်းရတယ်အင်္ဂလိပ်လိုဖြည့်ချင်လည်းရတယ်ကျမတော့အင်္ဂလိပ်လိုဖြည့်ပြပေးတာပါတယ်နော်မြန်မာလိုကတော့လူတိုင်းရိုက်တတ်ပါတယ်အင်္ဂလိပ်လိုလည်းကျမအဆင်ပြေလို့ရေးထားတာဖြစ်ပါတယ်မကိုလိုချင်တဲ့နေရာကိုရွှေ့လို့ရတယ်လို့ရထားချင်လို့ထားလို့ရတယ်စလုံးကာလာပါညာပေါ့နော်အကုန်ချိန်လို့ရပါတယ်နာမည်မှာကျမအဆင်ပြေတဲ့အဲ့ပေါ့နော်ရေးလို့လွယ်တဲ့နာမည်လေးကိုကျမရေးလိုက်တာဖြစ်ပါတယ်အပေါ်ကကာလာမှာဒါတက်ကာလာဆိုမှစလုံးကာလာလေးရွေးလို့ရပါတယ်အောက်ကအခန်းအရောင်လည်းပြောင်းလို့ရပါတယ်အပေါ်တကြောင်ကျမအရောင်မချိန်လိုက်ဘူးစလုံးရေးလိုက်တာအရောင်မချိန်လိုက်တဲ့အတွက်မပေါ်လာဘူးဖြစ်သွားတယ် please ပတ်လေးဆိုရဲဒုတိယအဆင့်မှာသူကဆိုင်မှာတကူတကကြီးတွေ့ရေးခိုင်းစရာမလိုတော့ဘူးเนาะပတ်စံပေးပြီးမှအခုကအလုပ်လျှောက်တာလည်းဖုန်းထဲကနေပဲလျှောက်ကြတာဆိုတော့ကိုယ့်ဘက်ကို CV ဖောင်လေးရိုက်ပြီးမှဒါဖုန်းကနေပဲလျှောက်လိုက်ရုံပဲလေเนาะဆိုင်တွိုင်းမှာစာရွက်တွေထုတ်နေစရာမလိုတော့ဘူးကိုယ်နေရတဲ့လိပ်စာအပြည့်အစုံရင်းနေစတဲ့တည်းတဲ့တွဲနိုင်ငံသားကိုဒီမှာတော့အစင်တိုင်းမဟုတ်ရှင်နေပေါ့နော်ကိုထားချင်တဲ့နေရာမှာထားလို့ရတယ်ပေါ့နော်တဆင့်စီကိုပါရေးချင်တယ်ဆိုရင်ရေးလို့ရတယ်ဒီအတိုင်းလုပ်ရမယ်လို့တော့မဟုတ်ဘူးပေါ့မိန်းကလေးယောက်ျားလေးမိန်းကလေးယောက်ျားလေးဆိုရင်ယောက်ျားလေးကိုဖြည့်လို့ရတယ်ကျမဒီတိုင်းပဲဖြစ်ပြထားပေးတာ email ကိုက email လိပ်စာတွေအကုန်ဖြည့်လို့ရနော်ဒီမြန်မာနိုင်ငံမှာအလုပ်လျှောက်တာတော့ email ကတော့အလောက်မလုပ်ဘူးနိုင်ငံခြားအလုပ်တွေလျှောက်တဲ့အချိန်မှာ email ကတော့အရေးကြီးပါတယ်ဒီမှာအစမ်းလေးပဲလုပ်ပြထားတာပေါ့နော်အားလုံးကဒီအစမ်းရိုက်ပြတာဖြစ်ပါတယ်အစင်လိုက်မဟုတ်ချင်နေပြီးရင်ကိုဘာတွေထပ်ဖြည့်ချင်နေလဲပေါ့နော်ဒီအထက်မှာရှိထားတာကိုကမပြည့်စုံနေဘူးဆိုရင်ကိုထပ်ဖြည့်လို့ရတယ်ကိုရဲ့ပညာအရှင်းတွေ skill တွေကိုရဲ့အတွေ့အကြုံတွေပေါ့နော်ကိုလိုအပ်တာလေးတွေပြန်ထပ်ဖြည့်လို့ရတယ် CV ဖောင်ဆိုဖောင်စလုံးကဒီတိုင်းလေးပဲကောင်းတယ်ရှင်းလေးပေါ့နော်ဒီတိုင်းရိုးရှင်းလေးပဲကောင်းတယ်မှာကိုမလိုတဲ့ဟာတွေဖြတ်ထုတ်လိုက်လို့ရတယ်ကိုမလိုတဲ့ဟာတွေဖြတ်ထုတ်လို့ရတယ်အဲစလုံးလေးဒီမှာကိုရေးချင်တဲ့ဟာပြန်ထပ်ရေးလို့ရတယ်ပေါ့နော်အမျိုးလေးလုပ်လို့ရပါတယ်ဒါဖုန်းနံပါတ်နေရာကိုက copy ကူးလို့ရတယ်မှာဒီမှာ copy ကူးထားတယ် copy ကူးပြီးမှအောက်မှာကိုထပ်ဖြည့်ရပေါ့နော်ကိုပညာရေးအရှင်ပင်တာအောင်လဲပွဲရတာတဲ့ဘာပွဲလဲဆိုတာပေါ့နော်သူကဒီထက်မှ education နဲ့မပါတာဘူးဒါကျွန်မထပ်ဖြည့်လိုက်တာဖြစ်တယ်ဒါလေးထပ်ဖြည့်ထားတယ်လူသားတွေအကုန်ဖြည့်လိုက်တယ်မကိုလိုအပ်တာလေးတွေကတော့ယူတုံးပေါ်မလူသားလေးဖြည့်လို့ရတယ်ဒါကျတော့ဒီဇိုင်းနမူနာပေါ့နော်စလုံးထပ်ဖြည့်ကိုလိုချင်တာလေးစလုံးထပ်ဖြည့်လို့ရတယ်
ကိုလုပ်ငန်းအတွေ့အကြုံတွေပေါ့နော်ရေးလို့ရပါတယ်လုပ်ငန်းအတွေ့အကြုံတွေရှိရင်ပြီးရင်ကိုယ့်ရဲ့မျိုးမသားစာတွေပေါ့အမျိုးတွေပြန်ထပ်ဖြည့်လို့ရဒီထဲမှာတော့အဲ့လောက်ထိတော့မပါထားဘူးပေါ့နော်ကိုကွန်ပျူတာဆွဲကွန်ပျူတာကိုရဲ့ scale တွေရေးလို့ရတယ်ဒီစာအပေါ်မှာပေါ့နော်ဆက်မှတ်တဲ့ချိန်ဒီစာအပေါ်မှာထိုက်ရေးလို့ရတယ်ကျွန်မဖြည့်လိုက်မိတာစလုံးတည်ရတာတော့ပေါ်ရောက်သွားတယ်အောက်ကိုလိုချင်တဲ့နေရာဆွဲချလို့ရတယ်ကိုထားချင်တဲ့နေရာထားလို့ရတယ်အတေးအကြီးရှဲလို့ရပါတယ်ဒါဖုန်းနဲ့ပဲကိုယ်တိုင်လုပ်လို့ရရနော်ဖုန်းနဲ့ကိုယ်တိုင်လုပ်လို့ရကွန်ပျူတာတွေပါရှိမှမဟုတ်ဘူးကိုယ်ပါစကေးတွေတက်တယ်ပေါ့နော်အင်္ဂလိပ်ကတရုတ်စကားကွန်ပျူတာအမျိုးကိုပိုင်ကျွမ်းကျင်တဲ့အမျိုးပေါ့နော်အဲ့ဒါတွေထပ်ဖြည့်ထပ်ရေးလို့ရတယ်အောက်ခံပါကို copy လိုက်တာမှာ copy လိုက်တယ်အပေါ်အတန်းတိုင်းလေးဖြစ်အောင်ပေါ့တွားတာလေးရတယ်မှာခဏ copy လိုက်တဲ့အတွက်စာတန်းတွေကိုအဲ့ဘာတန်းကအုပ်သွားတဲ့အတွက်စာပြန်ပေါ်အောင်အပေါ်အောက်ပြန်ရွှေ့လို့ရတယ်နော်စာအပေါ်ပြန်ရွှေ့ဘာကိုအောက်ကိုပြန်ထားစလုံးအောက်ကိုပြန်ထားအဲ့ဒါတွေကဒီရတယ်မှာအစင်လိုက်ရှိရတစ်ခုစီကိုရွှေ့တုံးလို့ရတယ်โอเคစာပေါ်လာပြီစလုံးရအောက်ကိုပြန်ရွှေ့တာပေါ့โอเคစလုံးလေးကိုလိုချင်လို့ပြန်ရွှေ့လို့ရတယ်မျိုးအတားတွေဖယ်ထုတ်လိုက်ပါပြီးရင်ကိုပိုင်ထပ်ဖြည့်ချင်နေတဲ့ဖြည့်လို့ရပါတယ်ကာလာတွေပြန်ချိန်လို့ရတယ်ပေါ့နော်ကဲ CV file လေးရပါပြီဒီမှာကိုရဲ့ scale တွေကိုပြန်ထပ်ဖြည့်လို့ရတယ်ဘာကိုရဲ့1မြင်ဆောင်2မြင်ဆောင်တွေပြန်ထည့်လို့ရဒီထဲမှာတော့မပါထားသေးဘူးပေါ့နော်